သွားချိန်မှာဒေါ်လာနဲ့ခရစ်တိုတွေစီငွေတွေဘာကြောင့်ရုပ်ရက်အလုံးကြီးဝင်လာတာလဲမင်္ဂလာပါရှင်ပဂရီမန်နဲ့ချိန်စီးပွားသတင်းအိမ် House of New Era ကနေကြိုဆိုပါရရှင်ဒီကနေ့အတွက်ပထမဆုံးရွှေဈေးကွက်ကိုကြည့်ရမယ်ဆိုရင်ကမ္ဘာရွှေဈေးဟာ$4,500အထက်မှာဆက်လက်ရပ်တည်နေပေမဲ့တအောင်စားကို$4,519.3နဲ့$3.13ရာခိုင်နှုန်းအနည်းငယ်အကျပြထားပါတယ်ပြည်တွင်းရွှေဈေးကွက်မှာဆိုရင်တော့16ပဲရေတစ်ကြက်သားကို$9,000ကျပ်ဈေးကျသွားပြီးရောင်းဈေး$105,500ကျပ်နဲ့ဝယ်ဈေး$104,500ကျပ်ရှိနေပါတယ်ရွှေဈေးဟာစံချိန်ချင်းမြင့်တက်ခဲ့ပြီးနောက်ပိုင်းကုန်သွယ်သူတချို့ကအမျက်ယူရောင်းချမှုတွေရှိလာတာကြောင့်အခုလိုဈေးကွက်အနည်းငယ်ပြန်လည်အေးကျသွားတဲ့သဘောမှာရှိနေပါတယ်ရှင်ရွှေဈေးကအနည်းငယ်အေးသွားပေမဲ့နိုင်ငံခြားငွေလဲနှုန်းကတော့ပူလောင်နေသေးပါပဲရှင်အမေရိကန်ဒေါ်လာအညွှန်းကိန်း DXY ဟာ100.15အထိမြင့်တက်လာပါတယ်ပြည်တွင်းငွေလဲနှုန်းတွေမှာဆိုရင်အမေရိကန်ဒေါ်လာကိုရောင်းဈေး$4,480ကျပ်နဲ့အရင်ထက်20ကျပ်မြင့်တက်လာပါတယ်။အိန္ဒိယနိုင်ငံသောငွေကြေးတွေဖြစ်တဲ့ထိုင်းဘတ်ကတော့တစ်ပတ်ကိုရောင်းဈေး$136.35ကျပ်ရှိနေပြီးတရုတ်ယွမ်ဈေးကတော့တစ်ယွမ်ကိုရောင်းဈေး$646ကျပ်နဲ့3ကျပ်ထပ်မံမြင့်တက်လာပါတယ်။အရေးကြီးတဲ့အမေရိကန်စီးပွားရေးအစီရင်ခံစာတွေထွက်ပေါ်လာဖို့နီးကပ်လာတာကြောင့်ကမ္ဘာရင်းနှီးမြှုပ်နှံသူတွေဟာအရန်ငွေကြေးအဖြစ်ဒေါ်လာကိုပိုမိုလုံးကျုံစွာစုဆောင်းလာကြတာဖြစ်ပြီးဒီအကျိုးဆက်ကပြည်တွင်းငွေလဲနှုန်းတွေအပေါ်ဖိအားတက်ရောက်စေတာဖြစ်ပါတယ်။ငွေကြေးဈေးကွက်မှာဒေါ်လာအားသာနေသလိုပဲစွမ်းအင်ဈေးကွက်မှာလည်းရေနံဈေးတွေကအရှိန်ရနေပါတယ်။ Brent ရေနံစိမ်းဈေးဟာ$109.8အထိ2.34ရာခိုင်နှုန်းတိတိတသာတက်လာပြီး WTI ရေနံကလည်း$101.29ကိုရောက်ရှိလာပါတယ်။ပြည်တွင်း73ဈေးကွက်မှာ92တလီတာကို$4,450ကျပ်နဲ့95တလီတာကို$4,985ကျပ်ရိုးရိုးဒီဇယ်က$5,450ကျပ်နဲ့ပရီမီယံဒီဇယ်က$6,085ကျပ်အသီးသီးရှိနေပါတယ်။ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့်ကမ္ဘာရေနံထောက်ပံ့မှုကွင်းဆက်တွေထိခိုက်လာနိုင်တဲ့အန္တရာယ်ကိုကာကွယ်ဖို့အတွက်ဈေးကွက်အတွင်းမှာ risk premium လို့ခေါ်တဲ့ကြိုတင်ဝယ်ယူမှုတွေမြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ရေနံဈေးတွေတက်လာတာနဲ့အမျှငွေကြေးဖောင်းပွားမှုစိုးရိမ်စိတ်တွေပြန်ဝင်လာတာကြောင့် stock share ဈေးကွက်ကတော့အထိနာသွားခဲ့ပါတယ်ရှင်။အမေရိကန် S&P 500အညွှန်းကိန်းဟာ$6,368.85အမှတ်နဲ့1.69ရာခိုင်နှုန်းကျဆင်းသွားပြီး NASDAQ ဆိုရင်လည်း$2,948.36အမှတ်အထိထိုးကျသွားပါတယ်။အထူးသဖြင့် Meta Platform က3.99ရာခိုင်နှုန်း Microsoft က2.51ရာခိုင်နှုန်းနဲ့ Nvidia က2.19ရာခိုင်နှုန်းအထိအသီးသီးကျဆင်းခဲ့ပါတယ်။ VIX လို့ခေါ်တဲ့အကြောက်တရားအညွှန်းကိန်းကလည်း28.68အထိတက်လာပါတယ်။အတိုးနှုန်းတွေလျှော့ချဖို့နှောင့်နှေးနိုင်တယ်ဆိုတဲ့တွက်ဆချက်တွေကြောင့်ရင်းနှီးမြှုပ်နှံသူတွေဟာအနာဂတ်တိုးတက်မှုကိုအခြေခံတွက်ချက်ရတဲ့နည်းပညာ stock တွေကိုအစုလိုက်အပြုံလိုက်ရောင်းထုတ်လာကြလို့ဖြစ်ပါတယ်ရှင်။ရိုးရာ stock ဈေးကွက်တွေသွေးထွက်တန်ရိုဖြစ်နေပေမဲ့ digital ငွေကြေး crypto ဈေးကွက်ကတော့စိတ်ဝင်စားစရာအလဲအပြောင်းတွေရှိနေပါတယ်။ Bitcoin ဈေးဟာ$66,983ဝန်းကျင်မှာငြိမ်နေပြီး market cap $2.33 ထရီလီယံဒေါ်မီနန့်9.9ရာခိုင်နှုန်းမှာရှိနေပါတယ်။ဒါပေမဲ့အမှတ်သားစရာကောင်းတာကတော့ CMC Off-White Season Index ဟာအရင်ကထက်4.26ရာခိုင်နှုန်းတက်လာပြီး49အမှတ်ကိုရောက်လာတာပါ။ဈေးကွက်ထဲမှာ DOT နဲ့ Shiba လိုမီးကွိုင်တွေ6.48ရာခိုင်နှုန်းအထိအုပ်စုလိုက်တက်လာပါတယ်။တီးတန့်ကွိုင်းနေအနေနဲ့ Data Transmission ကွန်ရက်ဖြစ်တဲ့ NKN ဟာ Technical Breakout ကြောင့်ဘောလုံးအလုံးရင်းနဲ့40.35ရာခိုင်နှုန်းခုန်တက်သွားသလို AI နည်းပညာအခြေခံ DAZ-AI ကလည်း26.45ရာခိုင်နှုန်းBlock Street က20.42ရာခိုင်နှုန်းအထိအသီးသီးတက်လာပါတယ်။အဓိကကတော့ Bitcoin ငြိမ်နေချိန်မှာကုန်သွယ်သူတွေကဈေးကွက်အတက်အကျမြန်ဆန်ပြီးအမြတ်များရနိုင်တဲ့ High Beta အကျွေးဈေးလေးတွေရှိကို Risk on ပုံစံနဲ့စွန့်စားရွှေ့ပြောင်းလာကြလို့ဖြစ်ပါတယ်။ဒီလိုရှုပ်ထွေးနေတဲ့ဈေးကွက်အခြေအနေတွေနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေကဘယ်လိုသုံးသပ်ထားလဲဆိုရင်တော့လာမယ့်ဧပြီလ3ရက်နေ့မှာထွက်ပေါ်မဲ့အမေရိကန်ရဲ့ Non-Farm Payroll အလုပ်အစီရင်ခံစာရလဒ်ဟာ FED ရဲ့အတိုးနှုန်းဖြတ်တောက်မဲ့အစီအစဉ်အပေါ်ဓာတ်ရိုက်သက်ရောက်မှုရှိစေမယ်လို့ဆိုပါတယ်။
ဒါအပြင်အဲ့ဒီနေ့မှာပဲခရစ်တိုစည်းမျဉ်းတွေကိုရှင်းလင်းသွားစေမဲ့ Clarity Act ဥပဒေလက်မှတ်ရေးထိုးနိုင်ခြေရှိနေတာကြောင့်အဖွဲ့အစည်းကြီးတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေဝင်လာနိုင်ပါတယ်။ဒါကြောင့် AB 29 ရက်နေ့မှာကျင်းပမဲ့ FED ရဲ့မူဝါဒအစည်းအဝေးမေလ15 ရက်နေ့မှာဝင်ရောက်လာမယ်FED ဥက္ကဋ္ဌအသစ် Kelvin Walsh ကအပြောင်းလဲနဲ့ဇူလိုင်လ1 ရက်နေ့မှာစတင်မဲ့ဥရောပရဲ့ MICA ဥပဒေအသစ်စတာတွေဟာရွှေဒေါ်လာစတော့နဲ့ခရစ်တိုဈေးကွက်အားလုံးရဲ့ရေတိုလာရာကိုအဓိကအဆုံးဖြတ်ပေးသွားလိမ့်မယ်လို့သုံးသပ်ရှုမြင်ထားကြပါတယ်ရှင်။အခုလိုအချိန်နဲ့တပြေးညီဖြစ်တဲ့ဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်။မနက်ဖြန်မှာပြန်ဆုံပါမယ်။အားလုံးပဲအဆင်ပြေကြပါစေရှင်။